ကိုရီးယားစစ်သားတစ်လေးဟာသူ့ရဲ့ပေါင်းဘီကိုပြင်ဝတ်နေတော့မှပဲကြီးစံတတောင်းကသူ့ခြေထောက်ကိုထိမှန်သွားပါတယ်။ကျန်တဲ့စစ်သားတွေဟာကြောက်လန့်တကြားနဲ့မြေပြင်ပေါ်ကိုဝှက်ချလိုက်ကြပါတယ်။အဲ့ဒီစစ်သားတစ်လေးဟာနာကျင်လုံးလို့အော်ဟစ်ပြီးအကူအညီတောင်းနေပေမဲ့ဘယ်သူမှမလုပ်ရဲကြပါဘူး။မြောက်ကိုရီးယားစနိုက်ပါသမားရဲ့လက်ဖြောင့်စွမ်းရည်ကိုလူတိုင်းကသိထားကြလို့ပါပဲ။စနိုက်ပါသမားကိုအပြင်ထွက်လာအောင်ဆွဲဆောင်ဖို့အတွက်ဗိုလ်ကြီးဟာသူ့ရဲ့တန်ဦးထုတ်ကိုမြောက်ပြလိုက်ပါတယ်။တစ်စက္ကန့်တောင်မပြည့်ခင်မှာပဲကြီးစံတတောင်းကအဲ့ဒီတန်ဦးထုတ်ကိုဖောက်ထွက်သွားပါတယ်။ဗိုလ်ကြီးဟာမှန်ပြောင်းကိုမြောက်ပြီးစနိုက်ပါသမားဟာမီတာ800ခန့်ကွာမှာရှိနေမယ်လို့ခန့်မှန်းလိုက်ပါတယ်။ဒဏ်ရာရထားတဲ့စစ်သားလေးရဲ့အော်ဟစ်တန်ကိုကြားရတဲ့အခါစစ်ပြန်စစ်သားကြီးတယောက်ဟာဆက်ပြီးမကြည့်ရတော့ပါဘူး။သူဟာတော့တချောင်းကိုတုံးပြီးအဲ့ဒီလူကိုဘေးကင်းရာစီဆွဲခေါ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲနောက်ထပ်ကြီးစံတတောင်းထိမှန်သွားပြီးအဲ့ဒီစစ်သားကြီးတေဆုံးသွားပါတယ်။ဗိုလ်ကြီးဟာစနိုက်ပါတဲ့ဖယ်ကနေထွက်ပေါ်လာတဲ့အလင်းပြန်မှုကိုမြင်လိုက်ရပြီးတီနီယာကိုမှတ်သားလိုက်ပါတယ်။သူဟာလေကြောင်းပစ်ကူကိုချက်ချင်းခေါ်ယူလိုက်ပါတယ်။ပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုပြီးမှတော့တပ်ဖွဲ့ဝင်တွေဟာနေမြေကိုစတင်ရှာဖွေကြပါတယ်။ဗိုလ်ကြီးကစီးကရက်ဘူးတဘူးကိုရှာမတွေ့ခင်အထိလူတိုင်းကစနိုက်ပါသမားတေဆုံးသွားပြီလို့ယုံကြည်နေကြပါတယ်။အဲ့ဒီကြောင့်မဖွယ်ကောင်းတဲ့စနိုက်ပါသမားဟာအသက်ရှင်နေသေးရဲ့ဆိုတာကိုသူအသေးချာသိလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲစစ်ပြန်စစ်သားတယောက်ဟာကြာဆုံးသွားတဲ့ရဲဘော်ရဲ့အလောင်းကိုစောင့်ကြပ်နေပါတယ်။အဲ့ဒီနောက်မြေပြင်ပေါ်မှာခက်ဖြော့ဖြော့ခြေရာတွေကိုသူတတိပြုမိသွားပါတယ်။သူဟာတင်းနဲ့ကိုဆွဲပြီးအဲ့ဒီခြေရာတွေနောက်ကိုလိုက်သွားပါတယ်။မြေပြင်ပေါ်ကသွေးကွက်တွေကိုမြင်လိုက်ရတဲ့အခါစနိုက်ပါသမားဒဏ်ရာရထားပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ရုတ်တရက်ကြီးစံတတောင်းကသူ့ရဲ့လေပင်ကိုဝိတ်တီသွားပါတယ်။သူဟာချက်ချင်းလှည့်ပြီးရန်သူရန်ဖယ်ကိုအတင်းလို့ယူလိုက်ပါတယ်။ဒါပေမဲ့သူမြင်လိုက်ရတဲ့အရာကြောင့်သူဟာကြောက်ရွံ့လို့တောင့်တင်းသွားပါတယ်။မြောက်ပိုင်းရဲ့အကြောက်ရဆုံးစနိုက်ပါသမားဟာမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။စစ်ပြန်စစ်သားကြီးဟာအံ့အားသင့်ပြီးရက်နေမိပါတယ်။အဲ့ဒီနောက်သူဟာပြစ်တက်မဲ့အစားသူမကိုလွတ်ပေးလိုက်ပါတယ်။အဲ့ဒီလိုတနာညာတာမိတာဟာသူ့အတွက်ဘလောက်ထိတန်ဖိုးကြီးပေးဆက်ရမလဲဆိုတာသူမသိခဲ့ပါဘူး။နောက်တစ်နေ့မှာတော့တောင်ကိုရီးယားဖွဲ့ဟာကင်းလက်နေတုန်းတင်းနဲ့တန်တစ်ချက်ထွက်ပေါ်လာပါတယ်။လူတိုင်းထိတ်လန့်သွားကြပါတယ်။ဗိုလ်ကြီးထိမှန်သွားပါတယ်။သူ့ရဲ့လူတွေကိုကယ်တင်ဖို့အတွက်သူတို့ကိုလူစုခွဲဖို့အမိန့်ပေးလိုက်ပြီးတစ်ပင်တစ်ပင်ရဲ့နောက်ွယ်မှာအကာအကွယ်ယူလိုက်ပါတယ်။နောက်ထပ်တင်းနဲ့တန်တစ်ချက်ထပ်ထွက်လာပါတယ်။ဗိုလ်ကြီးဟာသူ့ရဲ့ရန်ဖယ်ကိုမြောက်ပြီးပြစ်မှတ်ကိုချိန်ရလိုက်ပါတယ်။သူမောင်းဖြုတ်တော့မဲ့အချိန်မှာပဲသူမကိုထပ်တွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီမိန်းကလေးပါပဲ။သူခဏလောက်တွန့်ဆုတ်သွားခဲ့ပါတယ်။သူမကတော့မတွန့်ဆုတ်ပါဘူး။သူမရဲ့ကြည်စံကအရင်ဦးအောင်ထိမှန်သွားပါတယ်။ဗိုလ်ကြီးဟာအသက်ရှူရက်သွားပါတော့တယ်။သူ့ရဲ့တမူကျဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါစစ်ပြန်စစ်သားကြီးဟာစိတ်သက်တွေပြိုလဲသွားပါတယ်။သူမရဲ့အသက်ကိုချမ်းသာပေးခဲ့မိတဲ့အတွက်နောင်တတွေနဲ့ပြည့်နှက်နေပါတော့တယ်။အခုတော့သူဟာကလက်စားချေမယ်လို့ကြိမ်ဆိုလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲနှစ်ဖက်စလုံးကအရာရှိတွေဟာပမွန်ဂျမာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ကြပါတယ်။စစ်ပွဲပြီးဆုံးသွားပါပြီ။လူတိုင်းကအိမ်ပြန်ရတော့မယ်လို့နောက်ဆုံးမှထင်နေကြပါတယ်။အဲ့ဒီနောက်မှာတော့အမိန့်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့နောက်ဆုံးချိန်တိုက်ခိုက်ဖို့ပါပဲ။အဲ့ဒီအမိန့်ကိုကြားလိုက်ရတဲ့အခါစစ်သားများပြားဟာငိုကြွေးကြပါတယ်။နောက်ထပ်တစ်ချိန်ဘုံကျဲတိုက်ခိုက်မှုပြီးမှတော့နှစ်ဖက်စလုံးဟာထပ်မံတိုက်စစ်ဆင်ကြပြန်ပါတယ်။ဘာမှအတိတ်ပဲမရှိတဲ့တောင်ကုန်းတစ်ခုအတွက်တွေးချင်းတူတဲ့လူတွေဟာတယောက်နဲ့တယောက်ပြန်လည်တိုက်ခိုက်ကြပါတယ်။ရုံးရင်ဆန်ခတ်ဖြစ်နေတဲ့ကြားမှာစစ်ပြန်စစ်သားကြီးဟာအဲ့ဒီစနိုက်ပါသမားမိန်းကလေးကိုနောက်တစ်ချိန်ထပ်တွေ့လိုက်ရပါတယ်။ဒီတစ်ခါမှာတော့သူလုံးဝမညာတာတော့ပါဘူး။သူဟာရှေ့ကိုပြေးထွက်သွားပြီးသူ့ရဲ့ဓာတ်နဲ့သူမရဲ့ရင်ဘတ်ကိုတဲ့တဲ့ထိုးဆိုင်လိုက်ပါတယ်။တင်းနဲ့တန်တွေနောက်ဆုံးမှာငြိမ်သက်သွားတဲ့အခါအဲ့ဒီစစ်မြေပြင်မှာတူးတဲ့မတက်ရက်ကြံခဲ့သူကတော့အဲ့ဒီစစ်ပြန်စစ်သားကြီးပဲဖြစ်ပါတော့တယ်။